Hello မင်္ဂလာပါဒီတစ်ခေါက်ကလေးဆရာမကလေအသီးလေးထိုးပြမယ်အသီးလေးထိုးပြမယ်ဓာတ်တွေကတော့မျိုးစုံသုံးတဲတဲ့ဟာတွေနော်ဒီဓာတ်တွေနဲ့မျိုးစုံသုံးဘယ်လိုထိုးရမယ်ဆိုတဲ့ဟာတွေကတော့မျိုးစုံရှိတာပေါ့နော်ဒီတစ်ခေါက်ကိုဆရာမကဒီအသီးလေးကိုဒီဇိုင်းလေးဆွဲထားပြီးတော့ဒီဇိုင်းလေးတွေဆွဲထားတာနော်ဒီဇိုင်းလေးတွေဆွဲထားပြီးတော့ဒီဓာတ်လေးတစ်ချောင်းနဲ့ထိုးပြမှာဒီဓာတ်လေးတစ်ချောင်းနဲ့ထိုးပြမှာနော်ဒီဓာတ်လေးနဲ့ထိုးမယ်ဓာတ်လေးနဲ့ထိုးမယ်ဆိုတော့ဆရာမပြောသလိုပဲလက်ကင်တာကိုတတိထားမယ်ခဲတံကင်သလိုပဲလက်ညှိုးနဲ့လက်မနဲ့ကင်မယ်ဒီလက်ကလေးလေးကဒီလိုလေးထိန်းထားမယ်ထိန်းထားပြီးတော့မှထိုးတဲ့စီကြလို့ရှိရင်ဒီတိတ်လေးကိုထွင်းမယ်ဆိုရင်ဒီလိုလေးလှီးပြီးထွက်သွားမှာဒီလိုလေးဒီလက်ကလေးကထောက်ထားမှာဒီလက်ကလေးကပဲအားထည့်ထားမှာနော်ဒါထိုးနည်းလေးပြပေးတာပါလွယ်လွယ်လေးရဲ့နော်ဒီတိတိလေးတွေပုံဖော်ပြီးတော့ဖျားဆုံးတော်တင်မယ်နောက်ပြီးတော့ဖျားဆုံးတော်ကပ်ဖို့အတွက်ကိုအလှဆင်တဲ့နေရာမှာဆုံးတော်တင်တဲ့နေရာမှာလှလှလေးပုံဖော်ပြီးတော့ဆုံးတော်တင်ကြမယ်နော်အဲ့တော့ဒီမှာထိုးတဲ့စီမှာဆမတို့ကအားကိုလေဒီလက်မလေးနဲ့လက်ညှိုးလေးမှာပဲထိန်းထားပြီးတော့အားစိုက်တဲ့နေရာမှာဒီလက်ကလေးကပဲထိန်းပြီးစိုက်သွားမှာအားကြီးဒီလိုကြီးဖြစ်ညစ်ပြီးကင်စရာမလိုဖွားဖွားလေးပဲကင်တယ်ဒါပေမဲ့အားလေးထည့်ပြီးရောဓာသွားလေးကိုတွန်းပြီးရောလှီးသွားမှာတွန်းပြီးလှီးသွားမယ်နော်အဲ့တော့ဓာလေးကထိတ်ကလေးကချိုးနေအောင်လုပ်ထားတဲ့အတွက် तू ကဒီလို line လေးတွေဆိုရင် line လေးတွေပအောင်ပပလေးလှီးလို့ရတယ်ဒီမှာနော် line လေးတွေပအောင်ပပလေးလှီးလိုက်တာဒီ line လေးတွေဆွဲထားတဲ့ခဲ line လေးတွေကိုပအောင်လှီးပလိုက်တာအဲ့ဒါမှတက်ရက်ရက်လေးဖြစ်သွားမှာခဲ line မကြံမင်းနဲ့ဆွဲထားတဲ့ခဲ line လေးတွေကိုပါလှီးလိုက်မှာဒီမှာနော်လှီးပြမယ်နော်ဒီလိုလေးလှီးမယ်ပြီးရင်အစာထုတ်မယ်ဘေးကနေလှီးပြီးတော့အစာထုတ်လိုက်မယ်နော်အဲ့လိုလေးအဲ့တော့လှီးတဲ့စီမှာတဲ့တက်တောင့်တက်တာလေးပဲလှီးမယ်နော်တအားကြီးစုပ်ကိုင်ပြီးလှီးစရာမလိုပြီးလို့ရှိရင်ဒီလိုခဲလိုင်းလေးတွေပေါ်ကနေလှီးပြီးတော့ဒီလိုအပေါက်ကလေးတွေထွင်းတဲ့နေရာမှာလေမိမိရရလေးတစ်ခါတည်းသွားမယ်နှစ်ခါသုံးခါထပ်မလှီးဘူးနော်တစ်ခါတည်းလှီးသွားမယ်ဓားရလေးတွေတက်ရက်နေဖို့အတွက်ကိုနော်ဒီမှာခဲလိုင်းလေးတွေဒါကကိုယ်စိတ်ကြိုက်ဒီဇိုင်းမျိုးစုံဆွဲလို့ရတယ်နော်ကိုယ်စိတ်ကြိုက်ဆွဲလို့ရတဲ့အတွက်ကိုယ်ပိုင်ဒီဇိုင်းပေါ့အဲ့တော့ဘယ်သူနဲ့မှမတူတော့ဘူးကိုယ်တိုင်ဖန်တီးလို့ရတဲ့ပညာနော်အဲ့တော့လှီးနည်းအတူတူပဲဒီဇိုင်းလေးတွေကွာပြီးတော့အလှလေးတွေကွာသွားမှာပဲအယူအဆလေးတွေကနော်အဲ့တော့ထိုးနည်းကြတော့ဆရာမတို့ကဒီတိပုံဖော်ထွင်းတဲ့နေရာမှာဆရာမသင်ပေးထုတ်ပဲဒါ90ဒီဂရီလိတယ်ဒါ45နဲ့အစာထုတ်တယ်နော်အဲ့လိုလေးထုတ်မယ်နော်အဲ့တော့ဒီလိုလေးလုပ်မယ်ပေါ့ပြီးလို့ရှိရင်ဒီလိုမျိုးကွေးလေးတွေဆိုရင်ပိုပြီးလှအောင်ဒီလိုလေးထက်ရစ်လိုက်အောင်မယ်ဆရာမတို့ကအရစ်ကလေးပိုလှသွားပြီးရင်ခဲလိုင်းလေးတွေကုန်အောင်လှီးမယ်နော်အဲ့လိုလေးပေါ့ဒါလေးဆိုဝိုင်းအောင်လှီးလိုက်အောင်မယ်ပြီးတော့တက်ရအောင်လို့ဒီနားမှာထပ်လှီးမယ်တခါလေးတက်ရက်လေးလှီးသွားမယ်တစ်ခုကိုနော်ဒါလေးဆိုရင်စောင်းပြီးတော့ပပလေးထပ်လှီးလိုက်တာနော်စလုတ်လေးပိုပေါ်အောင်လို့လှတယ်နော်ဒီလိုလေးသွားမယ်ဒါဆရာမဒီဘက်ကနေထွင်းကျင်လို့ဝက်ကိုရင်လှီးလိုက်တာဘလို့လှီးရတယ်နော်ဒီမှာနော်ဒီနားလေးကိုထွင်းပြမယ်ဒီနားလေးကလှီးထုတ်ရမယ်ပိုင်းနောက်ပြီးတော့ဒီနားမှာခဲလိုင်းလေးကိုကုံအောင်လှီးလိုက်အောင်မပပလေးပြီးနှစ်ခုစုံချက်လေးလာလိုက်မယ်ဒီလိုလေးနော်ဒီလိုလေးတပတ်လေလုံးကဒီလိုလေးပြီးမှအောက်နားလေးတွေပြီးတော့တက်ရအောင်လုပ်မယ်နော်တပတ်လေလုံးထိုးပြီးသွားပြီနော်တပတ်လေလုံးထိုးပြီးသွားတော့ဒီအနားသက်လေး
ဒီလိုတင်လိုက်လို့ရှိရင်ဒီလိုမြင်ရမယ့်အနားသက်လေးပေါ့အဲ့အနားသက်လေးကိုဆရာမတို့ကလှလှလေးလုပ်ရအောင်လှလှလေးဆိုယူယူပဲအချွန်ချွန်လေးတွေလိကြည့်မယ် V shape လေးတွေလိမယ်နော် V shape လေးတွေလိမယ်ကင်တဲ့အချိန်မှာလက်ကင်တာကိုကြည့်မယ်နော်ဆရာမလက်ကင်တာတက်တောင့်တက်တာလေးပဲနော်ထိန်းပြီးတော့ကင်တာတက်တောင့်တက်တာလေးပဲဒီလို V shape လေးလိမယ်အနားတွန်လေးတွေဖြစ်သွားဒီလိုလေးလိမယ်နော်အနားတွန်တွန်လေးတွေV shape လေးထုတ်တော့မယ်ဒီလိုလေးတွေထုတ်တော့မယ်Vလေးတွေထုတ်မယ်ဒီဘက်ကဒီနေလောက်ရပြီဆိုရင်ဟိုဘက်ကိုသွားမယ်ဒါမှခြုံလေးတွေဒီလိုခြုံလေးတွေကြံအောင်လို့အဲ့ဒါတော့ကိုယ်စိတ်ကူးတိုင်းတိုင်းမျိုးစုံလုပ်လို့ရတယ်နော်ဒီဓာတ်လေးကသုံးလို့အဆင်ပြေတယ်နော်သူကပပလေးနဲ့ပေါ့ပေါ့ပပလေးလုပ်လို့ကောင်းတယ်နော်ဒါပေမဲ့သူကအတိမာရင်တော့ဒီဓာတ်လေးကသုံးလို့အဆင်မပြေဘူးဒီအတိကျရင်ပေါ့အသားကျရင်တော့ဒီဓာတ်လေးနဲ့အဆင်မပြေဘူးအသားလေးကနူးညံ့နဲ့အသီးလေးတွေဆိုရင်တော့ဒီဓာတ်လေးနဲ့အဆင်ပြေတယ်ဒီလိုလေးတွေနော်အဲ့တော့ဒီလိုလေးဖြစ်မှာတင်လိုက်ရင်ဒီလိုလေးဖြစ်မှာဒီလိုလေးတက်ဒီလိုလေးဖြစ်မှာချစ်စရာလေးနော်လိုက်တော့ကြည့်ကြနော်ကျေးဇူးတင်ပါတယ်